Hello guys ဒီနေ့မှာတော့ပိုင်တို့တစ်ပင်မျိုးနွယ်ဒါမှမဟုတ်တတော်တွေကိုကာကွယ်ဆောက်ရှောက်တဲ့ Giant Tree Creator တွေအကြောင်းလေ့လာကြည့်ကြရအောင် Giant Tree Creator တွေဆိုတာတန်တာရီတွေကဘာကျော်စိတ်ကူးရင်ဝတ္ထုတွေရုပ်ရှင်တွေနဲ့ဂိမ်းတွေထဲမှာအမြဲလိုပါဝင်လေးရှိတဲ့စိတ်ဝင်စားစရာအလွန်ကောင်းတဲ့တတဝါမျိုးနွယ်စုဖြစ်ပါတယ်ဒီတော့လူသိများတဲ့ Giant Tree တွေကိုအရင်ကြည့်လိုက်ကြရအောင်နံပါတ်1 Love the Ring ကတစ်ပင်ရဲ့ခေါင်းဆောင်အမျိုးနဲ့ Tree Bud သူ့ကိုအံဘာသာစကားနဲ့ Falcon လို့လည်းခေါ်တယ်။အမျိုးနယ်တွေက Middle East ကတောအုပ်တွေကိုဆောက်ရှောက်တဲ့တစ်ပင်ထိန်ချောင်းသူတွေဖြစ်ကြတယ်။အလွန်အေးဆေးတည်ငြိမ်ပြီးစကားပြောနှိပ်ကွေးပေမဲ့ဒေါသထွက်လာရင်တော့ကြောက်တုံးတိုင်းတွေကိုပါလက်ပလာနဲ့ဖြိုချနိုင်တဲ့အထိအင်အားကြီးမားပါတယ်။နံပါတ်2 Treantထင်ရှားတဲ့ game တွေဖြစ်တဲ့ World of Warcraft, Dota 2တွေက Treant Protector ထဲမှာတွေ့ရတတ်တဲ့တတဝါတွေပါ။သူတို့ကတဘာဝတရားနဲ့တောအုပ်ရဲ့မော်စွမ်းရည်တွေကိုသုံးပြီးနေမြေကိုကာကွယ်တတ်ကြပါတယ်။စစ်တိုက်နိုင်တဲ့ Giant Tree Warrior တွေလည်းရှိပါတယ်။နံပါတ်3 Groot I am Groot ဆိုတဲ့စကားတစ်ခွန်းနဲ့ရင်တစ်ကမ္ဘာလုံးကိုဖန်ဆားထားတဲ့ Guardian of the Galaxy တွေက Floral Classes မျိုးနဲ့ဝင်သက်တဝါဖြစ်ပါတယ်။ခန္ဓာကိုယ်ကိုစိတ်သက်ကြီးထွားစေနိုင်တဲ့လက်တံတွေကိုအကိုင်းခက်တွေဖြစ်ပြောင်းလဲနိုင်တဲ့ဒဏ်ရာရခဲ့ရင်လည်းပြန်လည်ရှင်သန်နိုင်တဲ့အစွမ်းရှိပါတယ်။ဒါအပြင်ရှင်းအောင်တန်တိုင်းတွေမှာလည်းတစ်ပင်တွေကိုအသက်ရှိတဲ့နဖရားတွေတတဝါတွေအဖြစ်ယုံကြည်ခဲ့ကြပါတယ်။ဂျပန်ရိုးရာယုံကြည်မှုကိုကြည့်ရင်ခုတိုမာလို့ခေါ်တဲ့အသက်ကြီးတဲ့တစ်ပင်ကြီးတွေမှာမိတင်းနေထိုင်တဲ့တောဆောင်နဲ့ဝိညာဉ်တွေရှိပါတယ်။သူတို့ရှိနေတဲ့တောအုပ်ကကျမ်းမာဆိုပြေတယ်လို့ယူဆကြပါတယ်။နောက်ပြီးဂရိထန်တိုင်းတွေကဒရီယာထားလို့ခေါ်တဲ့တစ်ပင်တွေထဲမှာနေထိုင်တဲ့တစ်ပင်ဆောင်နှစ်သမီးလေးတွေရှိပါတယ်။တစ်ပင်တစ်ပင်ခုတ်လဲခံရရင်အဲ့ဒီအပင်ကိုဆောင်တဲ့နှစ်သမီးလေးသိဆုံးတတ်တယ်လို့ယုံကြည်ကြပါတယ်။ဒါကဘာနဲ့ဆင်တူလဲဆိုရင်ပိုင်တို့မြမရိုးရတန်တာရီတွေထဲမှာမကြာခဏတွေ့ရတတ်တဲ့တစ်ပင်ဆောင်နဲ့ရုပ်ကစိုးနဲ့ဆင်တူပါတယ်။အခုချိန်ထိလည်းရုပ်ကစိုးနဲ့ဆိုင်တဲ့ရိုးရဒလေးတွေကိုပြုလုပ်နေကြဆဲပါ။ဒါကိုကြည့်ချင်းအဖြစ် Giant Tree Creator ဆိုတာစိတ်ကူးရင်ဇာတ်လမ်းထဲမှာပဲရှိတာမဟုတ်ဘဲတကယ်သမိုင်းမှာတစ်တော်တွေကိုကာကွယ်ပေးတဲ့ Guardian မျိုးနွယ်တွေအမှန်တကယ်ရှိခဲ့တယ်ဆိုတာသိနိုင်ပါတယ်။ဒီနေ့တော့ဒီလောက်ပါပဲ။နောက်လာမယ့်အပိုင်းတွေမှာလည်း Wizarding World နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအားပေးကြည့်ရှုပေးကြပါအောင်ရှင်။